လီယနာ CEO ဟာတာမန်လုံသမားအဖြစ်ဟန်ဆောင်ပြီးသူ့ကိုယ်ပိုင်စက်ရုံကိုအလုပ်ဆင်းလာခဲ့တယ်။ဒါပေမဲ့သူထမင်းစားဆောင်ကိုရောက်ချင်းမှာပဲဒီမှာရှိတဲ့အစားအစာတွေအားလုံးဟာအသားမပါပဲအတီးရွက်ချီပဲဖြစ်နေတာကိုတွေ့လိုက်ရတယ်။သူကစားဖို့မူးချုပ်စီကနေကြက်ပေါင်တစ်ချောင်းတောင်းလိုက်တယ်။စားဖို့မူးကမရှိဘူးလို့သူ့ကိုရိုင်းဆိုင်စွာအော်ပြောလိုက်တယ်။စားဖို့မူးရဲ့ရိုင်းဆိုင်တဲ့အပြုတ်မူကိုမြင်တော့သူကဒေါသထွက်သွားတယ်။အနားမှာရှိတဲ့အလုပ်သမားတစ်ယောက်ကသူ့ကိုတားလိုက်ပြီးစားပွဲတစ်လုံးစီကိုခေါ်သွားခဲ့တယ်။စကားပြောရင်းနဲ့သူတို့ဟာအသားဟင်းမစားရတာတော်ကြပြီဖြစ်ကြောင်းသူ့စီကနေသိလိုက်ရတယ်။အဲ့ဒီအချိန်မှာပဲတထေးသားလူငယ်တစ်ယောက်ကရောက်လာပြီးသူ့ဘေးမှာဝင်ထိုင်လိုက်တယ်။သူ့ကိုမြင်တော့စားဖို့မူးကချက်ချင်းပဲအသားဟင်းနေ့လယ်စာကိုယူလာပေးတယ်။ဒါကိုမြင်တော့ CEO ကဘာတွေဖြစ်နေတာလဲလို့မေးလိုက်တယ်။တထေးသားကသူတို့လိုအလုပ်သမားတွေကအသားစားဖို့နဲ့မထိုက်တန်ဘူးလို့ပြောလိုက်တယ်။ဒါကိုကြားတော့သူကဒေါသထွက်သွားပေမဲ့အလုပ်သမားကသူ့ကိုနောက်တစ်ကြိမ်တားခဲ့ပြန်ပါတယ်။ဒီစက်ရုံမှာစီမံခန့်ခွဲရေးအဆင့်ကလူတွေပဲအသားစားခွင့်ရှိပြီးတာမန်အလုပ်သမားတွေအတွက်ကတော့ထမင်းတစ်နက်ရတာကိုပဲစားရတယ်လို့ရှင်းပြလိုက်တယ်။ဒါကိုကြားတော့သူဒေါသပေါက်ကွဲသွားပြီးစားပွဲကိုလက်နဲ့ထုကမတ်တက်ထက်ရက်လိုက်တယ်။ပြီးတော့သူကစားဖို့မှုကိုဝန်ထမ်းတွေရဲ့အစားအသောက်ကောင်းမွန်ဖို့အတွက်အထူးရန်ပုံငွေတွေခွဲဝေချထားပေးပြီးသားဖြစ်တယ်လို့ပြောပြလိုက်တယ်။ဒါတောင်ဘာဖြစ်လို့ခေါင်းဆောင်တွေပဲအသားစားခွင့်ရနေရတာလဲဘသူကဒီစည်းကမ်းကိုထုတ်ထားတာလဲလို့သူကမေးလိုက်တယ်။အဲနောက်မှာတော့မထင်မှတ်ထားတာတွေဖြစ်လာပါတော့တယ်။